皆さんဒီနေ့ခန်းကြီး၅လုံးကိုရင်းနှီးမှုရသွားအောင် reading practice နဲ့အတူတူလေ့လာကြည့်ရအောင်ရှီယာခုရှောမြို့နယ်ရုံးယူမီဟျောနေထိုင်မှုစီရင်လက်မှတ်ရှင်းစေရှောက်လွှာတင်ခြင်းတက်ဇဇကီလှုပ်ထုံးလုပ်နည်းမာဒိုဂူချီဝန်ဆောင်မှုကောင်တာကျမမြို့နယ်ရုံးကိုသွားပါတယ်ဝါတာရှိဝရှီယာခုရှောအေအီကီမတ်စ်အရင်ဆုံးကောင်တာမှာရှောက်လွှာဖြည့်ပါတယ်မဇုမာဒိုဂူချီတဲ့ရှင်းစေရှောနိခီနီယိုရှိမတ်စ်ထို့နောက်မြို့နယ်ရုံးရဲ့ကောင်တာမှာနေထိုင်မှုစီရင်လက်မှတ်ကိုရှောက်လွှာတင်ပါတယ်ဇူကီနီရှီယာခုရှောနောမာဒိုဂူချီတဲ့ဂျူမီဟျောကိုရှင်းစေရှိမတ်စ်မြို့နယ်ရုံးရဲ့လုပ်ထုံးလုပ်နည်းကအချိန်အနည်းငယ်ကြာပါတယ်ရှီယာခုရှောနောလက်ဇူဇူကီဝစကိုရှိကြီးခံကခါခါရီမတ်စ်ထို့နောက်နေထိုင်မှုစီရင်လက်မှတ်ပြည့်မြောက်တာကိုစောင့်ပါတယ်ဆိုရေကာရဂျူမီဟျောကဒက်ခီရိုနိုဝမာချီမတ်စ်နောက်ဆုံးမှာနေထိုင်မှုစီရင်လက်မှတ်ကိုလက်ခံရရှိပြီးလုပ်ထုံးလုပ်နည်းပြီးဆုံးပါတယ်ဆိုင်ကောနိမာဒိုဂူချီတဲ့ဂျူမီဟျောကိုဥကေတိုတဲ့လက်ဆူဇူကီကအိုဝါရီမတ်စ်ဟီရာကနာမပါပဲလေ့ကျင့်ကြည့်ရအောင်ကျမမြို့နယ်ရုံးကိုသွားပါတယ်ဝါတာရှိဝရှီယာခုရှောအေအီကီမတ်စ်အရင်ဆုံးကောင်တာမှာရှောက်လွှာဖြည့်ပါတယ်မဇုမာဒိုဂူချီတဲ့ရှင်းစေရှောနိခီနီယိုရှိမတ်စ်ထို့နောက်မြို့နယ်ရုံးရဲ့ကောင်တာမှာနေထိုင်မှုစီရင်လက်မှတ်ကိုရှောက်လွှာတင်ပါတယ်ဇူကီနီရှီယာခုရှောနောမာဒိုဂူချီတဲ့ဂျူမီဟျောကိုရှင်းစေရှိမတ်စ်မြို့နယ်ရုံးရဲ့လုပ်ထုံးလုပ်နည်းကအချိန်အနည်းငယ်ကြာပါတယ်ရှီယာခုရှောနောတက်ဇူဇူကီဝစကိုရှိကြီးခံကခါခါရီမတ်စ်ထို့နောက်နေထိုင်မှုစီရင်လက်မှတ်ပြီးမြောက်တာကိုစောင့်ပါတယ်ဆိုရေကာရဂျူမီဟျောကဒက်ခီရိုနိုဝမာချီမတ်စ်နောက်ဆုံးမှာနေထိုင်မှုစီရင်လက်မှတ်ကိုလက်ခံရရှိပြီးလုပ်ထုံးလုပ်နည်းပြီးဆုံးပါတယ်ဆိုင်ကောနိမာဒိုဂူချီတဲ့ဂျူမီဟျောကိုဥကေတိုတဲ့တက်ဆူဆူကီကအိုဝါရီမတ်စ်မျက်နှာစံလေ့ကျင့်ကြည့်ပါကျမမြို့နယ်ရုံးကိုသွားပါတယ်အရင်ဆုံးကောင်တာမှာရှောက်လွှာဖြည့်ပါတယ်ထို့နောက်မြို့နယ်ရုံးရဲ့ကောင်တာမှာနေထိုင်မှုစီရင်လက်မှတ်ကိုရှောက်လွှာတင်ပါတယ်မြို့နယ်ရုံးရဲ့လုပ်ထုံးလုပ်နည်းကအချိန်အနည်းငယ်ကြာပါတယ်ထို့နောက်နေထိုင်မှုစီရင်လက်မှတ်ပြီးမြောက်တာကိုစောင့်ပါတယ်နောက်ဆုံးမှာနေထိုင်မှုစီရင်လက်မှတ်ကိုလက်ခံရရှိပြီးလုပ်ထုံးလုပ်နည်းပြီးဆုံးပါတယ်皆さんありがとうございます